ကျွန်တော်ယုံကြည်သူခရစ်ယာန်တွေကယေရှုခရစ်တော်ကိုဖခင်ဖြစ်တယ်လို့ယုံကြည်ကြတယ်။ဒါပေမဲ့ဒီနေရာမှာမေးစရာရှိတာယေရှုခရစ်တော်ကတကယ်ပဲဖန်ဆင်းရှင်ဖခင်လား။ဒါဆိုရင်ဘာလို့တာမန်လူတွေတတ်လို့သိရတာလဲ။သူ့ကိုယ်သူကောက်ွယ်နေဆွမ်းမရှိဘူးလား။စတဲ့မေးခွန်းတွေကမေးစရာဖြစ်လာပါတယ်။ကျွန်တော်ကိုလည်းတော်တော်များများလာမေးကြပါတယ်။ဒါကြောင့်မို့ဒီဗီဒီယိုမှာကျွန်တော်เนี่ยဒီမေးခွန်းတွေအဖြေကိုဖြေချပေးတော့ပါမယ်။ဒါကြောင့်မို့ဒီဗီဒီယိုအဆောက်အဦကြည့်ဖို့အတွက်ကျွန်တော်เนี่ยတိုက်တွန်းလို့ပါတယ်။တကယ်တော့ဒါယူရှက်နဲ့အစားထိုးပေးဆက်ခြင်းအစီအစဉ်တစ်ခုပါ။ဒါအောင်နားလည်ဖို့တရားများခြင်းသဘောတရားကိုကျွန်တော်အရင်ကြည့်ဖို့လိုတယ်။ဒါကြောင့်မို့တရားများခြင်းသဘောတရားကိုကျွန်တော်အရင်ကြည့်အောင်။လောကမှာဘယ်သူမှဆိုအမားလို့ရင်ပြစ်ဒဏ်ခံရစမြဲပါပဲ။ကျွန်တော်လူတွေကလည်းအမားတွေလုံမိစမြဲပါပဲ။တကူကောင်းဆန်တာမနာလိုတာလိမ့်ညာတာစတဲ့အမားတွေအများကြီးပေါ့နော်။အမျိုးမျိုးတော့အမားတွေကိုကျွန်တော်လုံမိကြတယ်။ဘုရားကြီးချမ်းအားထုတ်တယ်ဆိုရဲတူတော့မှအမားနဲ့မကင်းနိုင်ပါဘူး။ပမာစကားမှဆိုရင်ရှိတယ်ပေါ့နော်။ကုတို့တပည့်နေရတပိတ်တာဆိုတော့အဲ့အထိပ်ပဲကြတော့ကျွန်တော်ကောင်းတာတပည့်တော့လုပ်လို့ရှိရင်မကောင်းတဲ့အမားတပိတ်တာတော့လုပ်ပြီးပြီလို့ဆိုလိုတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်လူသားတွေမှာအပြစ်ကရှိပါတယ်အဲ့ဒီအပြစ်ကြောင့်လည်းကျွန်တော်တို့ကတရားစီရင်ခြင်းခံမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အဲ့တရားစီရင်ခြင်းကလည်းကျွန်တော်တည်ပြီးသွားရင်ငရဲကိုသွားမှာဖြစ်တယ်ဒါတော့ဘာသာတရားတိုင်းပြောရတဲ့ကြောင့်မို့လူတိုင်းလက်ခံမယ်လို့ကျွန်တော်ထင်တယ်ဒါကြောင့်ဖခင်လူတွေကိုကဲခြင်းနဲ့ကျွန်တော်လူသားတွေငရဲသွားမယ်အဖြစ်ကနေအဲ့အပြစ်ကနေကျွန်တော်တို့ကဲခြင်းနဲ့ဒါပေမဲ့ဖယားဆိုတဲ့သူကတရားမျှတမှုကိုလစ်လို့ရှုလို့မရဘူးလူတိုင်းသိမှာပါဖယားတော့အပြစ်ကင်းရမယ်နော်မတရားလုပ်လို့မရဘူးတရားမျှတမှုရှိရမယ်ဒါပေမဲ့တစ်ဖက်မှာကျတော့လေလူတွေကိုတိတ်ခဲခြင်းနဲ့လူတွေကိုကယ်တဲ့အခါမှာလူတွေအပြစ်ကိုဒီတိုင်းလစ်လို့ရှုပြီးတော့လွတ်ပေးလိုက်လို့မရဘူးလူတွေအပြစ်အတွက်ပေးဆက်ရမယ်အခဆိုတာရှိပြီးသားဆိုတော့တရားမျှတတဲ့ဖယားဖြစ်တဲ့ကြောင့်မို့အဲ့ဒါကိုလစ်လို့ရှုလို့မရဘူးဒါကြောင့်မို့သူယေရှုခရစ်တော်ကဒီလောကကိုဆင်းကြွလာပြီးတော့လူသားတွေရဲ့အပြစ်အတွက်အတီးခံခဲ့တာဖြစ်တယ်။ဒါကိုကျွန်တော်အနေနဲ့ဥပမာလေးတစ်ခုလေးနဲ့ရှင်းပြချင်တယ်။တားဖားနှစ်ယောက်ရှိတယ်။အဖေဖြစ်သူကတရားသူကြီးတိတ်ကိုတရားမျှတတဲ့တရားသူကြီးဒီလိုနဲ့တနေ့ကျတော့သူသားဖြစ်သူကပြစ်မှုတစ်ခုကိုကျူးလွန်ပြီးတော့တရားရုံးမှာရှိတယ်။တရားသူကြီးဖြစ်တဲ့သူ့အဖေစီမှာရောက်လာတယ်။သူ့ဖေကတိတ်ဝမ်းနေတယ်။ဘာလို့လဲဆိုတော့သူ့သားဖြစ်သူရဲ့ပြစ်မှုကတိမ်မိတ်ပေးခံရမယ့်အခြေအနေမှာရောက်နေတယ်။ဆိုတော့သူ့သားကိုသူတိတ်ကေးရှင်းတယ်ဒါမဲ့သူကမတရားလို့မရအောင်တရားသူကြီးဖြစ်တဲ့ကြောင့်မို့တရားမျှတမှုအတိုင်းဥပဒေအတိုင်းပဲသူတောင်းစီရမယ်အပြစ်စီရင်ရမယ်ပေါ့နော်ဒါပေမဲ့သူတောင်းသူတိတ်ကြဲခြင်းတဲ့အခါမှာသူကသူ့သားရဲ့ပြစ်မှုကိုသူ့ပြစ်မှုဖြစ်လာအောင်အစီအစဉ်ချပြီးတော့သူ့သားတည်မဲ့နေရာမှာသူကတတိအတူနဲ့အတိခံခဲ့တယ်ဖြစ်တယ်ဒီလိုပဲဖယားသခင်ကလူသားတွေကိုတိတ်ကြဲခြင်းတဲ့အတွက်ကြောင့်မို့သူကလူသားအဖြစ်နေနဲ့ဖယားဖြစ်ပေမဲ့ပေါ့နော်လူသားအဖြစ်နေနဲ့ဒီလောကကိုဆင်းကြွလာတယ်ဝေဖွားခြင်းကိုခံတယ်ပြီးတော့လူသားတွေရဲ့အပြစ်အတွက်လာဝကတိုင်မှာအတီးခံခဲ့တာဖြစ်တယ်သူလောကကိုဆင်းကြွလာတဲ့ဆိုကြတဲ့ကနေလူသားတွေကိုကယ်ဖို့ပါသူအဖမ်းခံမှာသူတည်တယ်သူအသက်ခံမှာသူတည်တယ်ဒါမဲ့သူမရှောင်ပြီးခဲ့ပါဘူးလူသားတွေကိုကယ်တင်ဖို့အတွက်သူ့ရဲ့ဖျားဖြစ်တယ်ဆိုရဲသူတယောက်ရဲ့အသွေးအသားတွေအားလုံးကိုပေးဆက်ပြီးတော့ကျွန်တော်တို့ကယ်တင်ခဲ့တာပါဒါဟာတရားမျှတခြင်းနဲ့ကျွန်တော်တို့ကယ်တာဖြစ်တယ်လို့လူသားတွေပေါ်မှာသူထားတဲ့မေတ္တာကိုပြသခဲ့တာဖြစ်ပါတယ်ညမှာပြောချင်တာကယေရှုခရစ်တော်ကလူတွေတတ်လို့တည်ခဲ့တာမဟုတ်ပါဘူး။လောကကတိုင်မှာသူအသက်ကိုသူစွန့်တဲ့အခါမှာသူတည်ခဲ့တာပါ။တာမန်လူဆိုရင်ရောမလူတွေရဲ့ရိုက်ချက်နဲ့တင်တည်နေတော့ပါပြီ။ဒါမဲ့သူကဖျားပြတဲ့အခါမှာသူ့အသက်ကိုသူမစွန့်မချင်သူမတည်ခဲ့ပါဘူး။သူလောကကတိုင်မှာသူ့ရဲ့အသက်ကိုသူစွန့်တယ်လို့ပြောတဲ့အချိန်မှာသူအသက်ထွက်သွားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီတည်ဆုံးခြင်းမှာပဲယေရှုခရစ်တော်ပြီးဆုံးသွားခဲ့တယ်မဟုတ်ပါဘူး။လောကတိုင်းမှာအသေးခံပြီးတော့၃ရက်မြောက်တော့နေမှာရှင်ပြန်ထမြောက်ပြီးတော့ယနေ့အချိန်ဒီအသက်ရှင်တဲ့ကျွန်တော်တို့ရဲ့ကယ်တင်ရှင်ဖခင်တကယ်ဖြစ်ပါတယ်။ဒါကြောင့်မို့သင်ကယေရှုခရစ်တော်ဖခင်ဖြစ်တယ်ဆိုတော့မယုံလို့ရှိရင်ခေါ်ဖိတ်မြည်ဆန်းကြည့်လို့ရပါတယ်။ဘာလို့လဲဆိုသူကယခုချိန်ဒီအသက်ရှင်တဲ့ထာဝရဖခင်တကယ်ဖြစ်လို့ပါ။သင်ကိုကယ်တင်တဲ့ဖခင်ကျွန်တော်ကိုကယ်တင်တဲ့ဖခင်သင်နဲ့ကျွန်တော်ကိုတိတ်ချစ်တဲ့ဖခင်တကယ်ဖြစ်တဲ့ကြောင့်မို့သူကခမရဲ့ခေါ်တံကိုရောကျွန်တော်ရဲ့ခေါ်တံကိုရောထူးမဲ့ဖခင်တဖြစ်ပါတယ်။ကျွန်တော်ရဲ့ခေါ်တံကိုထူးခဲ့တယ်လို့ပဲတင်ခေါ်တဲ့အခါကျရင်လည်းတင်းရဲ့ခေါ်တံကိုထူးပါလိမ့်မယ်။သူ့ရဲ့အကြောင်းကိုကျွန်တော်ရှင်းပြတဲ့အခါမှာပြည့်စုံရှင်းပြချင်မှရှင်းပြနိုင်ပါလိမ့်မယ်။ဒီဗီဒီယိုကလည်းခင်ဗျားလိုချင်တဲ့ message ကိုရချင်မှရပါလိမ့်မယ်။ခင်ဗျားလိုချင်တဲ့အဖြေကိုရချင်မှရပါလိမ့်မယ်။ကျွန်တော်ရဲ့ဗီဒီယိုတွေကြည့်ပြီးတော့ခင်ဗျားလိုချင်တဲ့အဖြေမရဘူးဆိုရင်ထို့ဘုရားသခင်စမှာတိုက်ဟန်မေးလို့ရပါတယ်။ခင်ဗျားကကျွန်တော်ကိုကယ်တင်တဲ့ဖခင်လား။ကျွန်တော်ကိုရွေးနှုတ်ပေးတဲ့ဖခင်သခင်လားအမှန်တကယ်အသက်ရှင်တဲ့ဖခင်လားဒါဆိုရင်ကျွန်တော်တက်တည်ပြပါဆိုပြီးတော့ခေါ်ကြည့်ပါတင်းကိုတက်တည်ပြမယ်ဖခင်သခင်ဖြစ်ပါတယ်တင်းရဲ့ခေါ်ခြင်းကိုထူမယ်ဖခင်သခင်ဖြစ်ပါတယ်ဒါကြောင့်မို့ထိုယေရှုခရစ်တော်ကကျွန်တော်ရဲ့အဖြစ်အတွက်
ကျွန်တော်တို့ချစ်တဲ့အတွက်ကြောင့်မှလည်းအတေခံခဲ့တဲ့ဖရားသခင်ဖြစ်ပါတယ်တာမန်လူတက်လို့တည်ရဲမဟုတ်ပါဘူးသူ့ရဲ့အသက်ကိုသူစွန့်နေကျွန်တော်တို့ကိုချစ်တဲ့ကြောင့်မို့တရားမျှတစွာနဲ့ကျွန်တော်တို့ကဲတင်ချင်တဲ့အတွက်ကြောင့်မို့သူ့ရဲ့အသက်ကိုဒီလောကတိုင်းမှာကျွန်တော်တို့အဖြစ်သူစွန့်ခဲ့တဲ့ဖရားသခင်ဖြစ်ပါတယ်ပြောကြရင်းနဲ့ပဲဒီဗီဒီယိုအဆုံးသတ်လိုက်ပါတယ်ဒီမိခွန်းနဲ့ပတ်သက်ပြီးတော့၎င်းတခြားမိခွန်းတွေမေးစရာရှိလို့ရှိရင်၎င်း comment မှာဝင်ရောက်ဆွေးနွေးမေးမြန်းတော့ရပါတယ်အားလုံးပေါ်ပြန်လည်ကောင်းချီးပေးပါစေ